Yun Takaiမှာအတွင်းကားတစ်ဝက်ဖြစ်လာပြီးတဲ့နောက်ဝမ်လင်ကအခန်းထဲမှာမော်ကျန်းကျောင်းရဲ့အကူအညီနဲ့တာမစ်ချက်တကားကိုချိတ်ဆက်ဖွင့်လှစ်နေပါတယ်။တာမစ်ချက်တကားကိုဖွင့်နိုင်တာကြောင့်မူလခန္ဓာနဲ့အချိန်ခဏအတွင်းပေါက်ဆက်သွားနိုင်မှာဖြစ်ပါတယ်။နှစ်လကြာပြီးတဲ့နောက်ဝမ်လင်ရဲ့ကိုယ်ပွားကကြည်စုဆောင်ခြင်းအဆင့်ရှိထိရောက်ရှိနေပါပြီ။ဝမ်လင်ကစေးတန်းစင်မှုကြိုးစားပေမဲ့မအောင်မြင်ပဲမိဖို့ကနှစ်လအတွင်း9လုံးတောင်ပောက်ကွဲပြီးသွားပါပြီ။မြေမီးရဲ့ပြင်းထန်မှုကိုကောင်းကောင်းမထိန်းချုပ်နိုင်တာကြောင့်မိဖို့ပျက်စီးတဲ့အပြင်ဆေးလုံးကပါပျက်စီးသွားပါတယ်။ရှီလီကိုကတော့ကြိုးစားနေမဲ့အစားလက်လျှော့လိုက်ပါလားလို့အကြံပေးပါတယ်။ဒါမှမဟုတ်လဲဆရာဘိုးဝစီသွားပြီးတော့အကြံဉာဏ်တောင်းပါလားလို့ပြောပေမဲ့ဝမ်လင်ကကိုယ်တိုင်ကြိုးစားဖို့သာဆုံးဖြတ်ထားပါတယ်။ဝမ်လင်ကထပ်မံပြီးတော့ကြိုးစားတန်းစင်ကြည့်ပေမဲ့ထုံးစံအတိုင်းပဲဆေးမီဘိုကပောက်ကွဲသွားပြန်ပါတယ်။ရှီလီကိုကတော့ဆေးမီဘိုကိုအလွန်ကျွံသုံးလို့ဝမ်လင်တယောက်ဂိုင်းထဲကနေနင်းတော့ခံရတော့မှလို့တွေးနေပါတယ်။နောက်တစ်နေ့ရောက်တော့ဝမ်လင်ကဆရာဘိုးဝေးကိုတွေ့ဖို့တောင်ဝင်းရဲ့တီနီယာကိုလိုက်မင်းနေပေမဲ့ဘသူကမှအဖတ်မလုပ်ကြပါဘူး။အဲ့ဒီအချိန်မှာပဲချန်လင်ရောက်လာပြီးတော့ဝမ်လင်ကအတွင်းကားတစ်ပတ်ဖြစ်နေတာတော့ဝင်းရင်သားရဲ့မရှိဘူးလားဆိုပြီးလှောင်သွားပါတယ်။ချန်လင်ကိုကြိုက်နေတဲ့ချန်ချန်ကဝမ်လင်ကိုဝင်ရောပြီးတော့တောင်ဝင်းရှိတဲ့နေရာကိုလမ်းညွှန်ပေးမယ်လို့ပြောနေပါတယ်။သူကဝမ်လင်ကိုလမ်းပြပေးမှဖြစ်ပြီးဝမ်လင်ကသူ့ကိုချန်လင်နဲ့မိတ်ဆက်ပေးရမယ်လို့ပြောပါတယ်။ဝမ်လင်ကဂယုမဆက်ပဲထွက်သွားတော့ချန်ချန်ကသူကချန်လင်ကိုတကယ်သဘောကျတာကြောင့်ကူညီပေးဖို့တောင်းပန်ပါတယ်။ဝမ်လင်ကလည်းကူညီပေးဖို့ဆုံးဖြတ်လိုက်ပြီးသူ့ဆရာဂျိုလင်ကိုဘာလို့လူတိုင်းကဆရာတင်ချင်နေကြတာလဲလို့မေးပါတယ်။ကျိုးလင်မှာအကြီးကဲလီဆိုတဲ့ဆရာကောင်းတဦးရှိပြီးတော့ယွန်တန်းကားရဲ့အစင်ကားစစ်တန့်စစ်ဆရာတယောက်ဖြစ်ပါတယ်။ဒါအပြင်အကြီးကဲလီကလော့ဟဲကိုင်းတပည့်လည်းဖြစ်ခဲ့သေးရဲ့လို့ချန်ချန်ကရှင်းပြပါတယ်။ဝမ်လင်ကအကြီးကဲလီစီရောက်လာပြီးတော့လီမူဝမ်တော့မဟုတ်တော့ပါဘူးလို့တွေးနေပါတယ်။ဒါပေမဲ့အကြီးကဲလီကတကယ်ပဲလီမူဝမ်ဖြစ်နေပါတယ်။လီမူဝမ်ကဝမ်လင်ရဲ့အတန်ကိုကြားတော့ရင်းနှီးသက်လို့ခန်းစားရတာကြောင့်လာကြည့်ပါတယ်။နှစ်နေရာတောင်ကြားခဲ့ပြီးဖြစ်တယ်လို့ဝမ်လင်ကလည်းမာလန်ရဲ့ခန္ဓာမဟုတ်တော့တာကြောင့်မမိလောက်ပါဘူးလို့ဝမ်လင်ကတွေးနေပါတယ်။ထားလီစီလုံးကိုခက်ခက်ခဲတန်းစင်ခဲ့ရတဲ့ကလေးမကအခုဆိုရင်အကြီးကဲတယောက်တောင်ဖြစ်နေပြီမို့ရှူလီကိုကအံ့ဩနေပါတယ်။ဝမ်လင်ကအတန်မဲတူပြီးတော့မာလန်နဲ့ရုံမတူတာကြောင့်လီမူဝမ်ကမဟုတ်တော့ပါဘူးလို့တွေးလိုက်ပြီးဘာကိစ္စရှိလို့လဲလို့မေးလိုက်ပါတယ်။ဝမ်လင်ကလည်းစင်းမီကိုပျက်စီးသွားလို့ရောက်လာတာပါလို့ပြောပြပါတယ်။စင်းမီကိုပျက်စီးတာကအဖြစ်များတဲ့ကိစ္စဖြစ်ပြီးအချိန်တစ်ခုရောက်ရင်အလိုလိုဖြစ်ရှင်းနိုင်လိမ့်မယ်လို့လီမူဝမ်ကရှင်းပြပါတယ်။အဲ့ဒီနောက်စင်းမီဖို့တစ်ခုပေးလိုက်ပြီးမြေမီကိုအချိန်တရာပြည့်တဲ့အထိမထိန်ချုပ်နိုင်ရင်စေးတန့်စင်ဖို့ပါရမီမပါလာတာလို့လီမူဝမ်ကထပ်ပြောပါတယ်။စေးတန့်စင်ဖို့ပါရမီသာမပါခဲ့ဘူးဆိုရင်အပြင်ကားတစ်ပတ်အဖြစ်ပြောင်းပြီးတော့လေ့ကျင့်ပါလို့မှားလိုက်ပါတယ်။ဝမ်လင်ကလည်းအကြံပေးခဲ့တာအတွက်ကျေးဇူးတင်ကြောင်းပြောကမြို့ဘုတ်ကိုယူပြီးတော့ထွက်သွားပါတယ်။လီမူဝမ်ကသူတီးခဲ့တဲ့ဝမ်လင်မဲထင်နေတာကြောင့်ဝိညာဉ်တွေနဲ့စစ်စစ်ကြည့်တော့လည်းမတုံ့ပြန်တာကြောင့်အတွေးလုံးနဲ့ပဲထင်လိုက်ပါတယ်။ဝမ်လင်ထွက်သွားတဲ့အချိန်ကြံ့ဝေရောက်လာပြီးတော့လီမူဝမ်ကိုကျေးစင်းတစ်မျိုးလက်ဆောင်လာပေးပါတယ်။လီမူဝမ်ကတော့ကျေးစင်းအစားတို့ပစ္စည်းတစ်မျိုးနဲ့စေးတန့်စင်ပြီးမို့မလိုကြောင်းပြန်ပြောပါတယ်။ကြံ့ဝေကတော့လီမူဝမ်ဟာယွန်တန်းကရဲ့တိုက်ရိုက်စင်သက်လာတဲ့မျိုးသားမဟုတ်တာကြောင့်သူနဲ့ဆုံတွဲဖွဲ့ဖို့လိုတယ်လို့ပြောပြပါတယ်။သူနဲ့ဆုံတွဲပွဲမှသာပုံမနှချိုင်းနဲ့စေးတန့်စင်ပညာကိုရနိုင်မှာလို့ကြံ့ဝေကပြောပေမဲ့လီမူဝမ်ကလက်မခံပဲထွက်သွားပါတယ်။ကျန်းဝေကတော့လက်မလျှော့ပဲဘိုးဘေးကြီးကလက်ထပ်ခိုင်းဖို့မိန့်ချထားတာမို့တေချာစဉ်းစားထားဖို့ပြောပြီးတော့ထွက်သွားပါတယ်။ဝမ်လင်တောင်ဝင်းရင်ကပြန်ထွက်လာတော့ချန်ရှန်ကဝမ်လင်ကိုစောင့်နေပါတယ်။ဒီနေ့ပဲချန်လင်နဲ့မိတ်ဆက်ပြီးဖို့ဝမ်လင်ကိုတောင်းဆိုလိုက်ပြီးသူ့ရဲ့မျက်ဝန်းနှကောင်ကိုခေါ်လိုက်ပါတယ်။ဝမ်လင်နဲ့ချန်ရှန်တို့ကမျက်ဝန်းတွေကိုစီးပြီးတော့ချန်လင်ရှိတဲ့နေရာကိုထွက်လာကြပါတယ်။ချန်လင်ထွက်လာတဲ့အခါမှာတော့ချန်လင်ရဲ့လက်ကိုမြင်ပြီးချန်ရှန်ကမင်းသက်ပြီးတော့သဘောကျနေပါတယ်။ချန်လင်ကသူ့ကိုရှာတာဝမ်လင်လားလို့မေးတော့ဝမ်လင်ကသူ့ရှာတာမဟုတ်ပဲချန်ရှန်ရှာတာလို့ပြန်ပြောပြပါတယ်။ချန်ရှန်ကလည်းသူ့ကိုယ်သူမိတ်ဆက်လိုက်ပြီးတော့မိတ်ဆွေဖွဲ့ပေးဖို့တောင်းဆိုပါတယ်။ချန်လင်ကတော့ဂိုင်းရဲ့ဆင်းလေးတစ်ပတ်တယောက်ကသူနဲ့မိုးဆွေဖွဲ့ဖို့ထိုက်ကန်လို့လားလို့ပြန်မေးပါတယ်။ချန်ရှန်ကတော့ချန်လင်ကတပည့်အသစ်ဖြစ်တာမို့သူ့ရဲ့လမ်းညွှန်မှုကိုသာရခြင်းအမြန်တိုးတက်လာမှလို့ပြောပြပါတယ်။ဒါပေမဲ့ချန်လင်ကလက်မခံပဲချန်ရှန်ကိုစတင်ပြီးတော့တိုက်ခိုက်ပါတယ်။ဝမ်လင်ကတော့ချန်လင်ဟာစေးတန့်စင်သူသားဖြစ်ပေမဲ့သူ့ရဲ့ဆရာကအစောတလက်နက်ကိုဘာလို့ပေးထားတာလဲလို့တွေးနေပါတယ်။ချန်လင်ကချန်ရှန်ကိုအသေးသက်တော့မဲ့အချိန်ဝမ်လင်ကဂျားထဲကနေဝင်ပြီးတော့တားဆီးလိုက်ပါတယ်။ကိစ္စတွေကြီးသွားရင်အားလုံးအတွက်အကောင်းကျိုးမရှိဘူးလို့ဝမ်လင်ကပြောတော့ချန်လင်ကလက်လျှော့ပြီးတော့ထွက်သွားပါတယ်။ချန်ရှန်ကသူ့ကိုကယ်တင်ပေးခဲ့တာကြောင့်ဝမ်လင်ကိုအတန်မိုးကြောက်စင်းဆွဲပြလက်ဆောင်ပေးလိုက်ပါတယ်။သူ့ကိုတနေ့ရမှာအသုံးဝင်နေဆိုရင်ကြောက်စင်းများကတဆင်ခေါ်လိုက်ပါလို့ပြောသွားပါတယ်။နောက်တနေ့ရောက်တော့ဝမ်လင်ကစစ်တမ်းစင်နေပြီး63ကြိမ်မြောက်မှာတော့အောင်မြင်သွားပါတယ်။အဲ့ဒီချိန်မှာပဲချန်ရှန်ရောက်လာပြီးတော့အော်မီတီဆောက်ခြင်းအစဉ်စင်ညွန့်ကိုလက်ဆောင်လာပေးပါတယ်။စင်ညွန့်ပေးပြီးရဲ့နောက်ချန်ရှန်ကထွက်သွားဖို့လုပ်နေတာကြောင့်ဘာတွေအလင်းလုံးနေတာလဲလို့ဝမ်လင်ကမေးလိုက်ပါတယ်။ချန်ရှန်ကလည်းချန်လင်နဲ့သွားချင်းတွေ့မလို့ပြန်ပြေးပါတယ်။အခုတလောချန်လင်ကသူ့ဘော်ကိုအရန်ကောင်းမွေးနေကြောင်းချန်ရှန်ကပြောပြပြီးတော့ထွက်သွားပါတယ်။ညရောက်တော့ဝမ်လင်ကဆေးတွေကိုဝိညာဉ်ထည့်ပြီးတော့ဝိညာဉ်စွမ်းရည်ဖြည့်ကထပ်မံသက်စင်ပါတယ်။နောက်ဆုံးမှာတော့ဝမ်လင်ကအော်မီတီဆောက်ဖို့အတွက်လိုအပ်နေတဲ့ဆေးလုံးကိုသက်စင်နိုင်ခဲ့ပါတယ်။ဆေးလုံးကိုဝါမြုပ်ပြီးကျဉ်းကျန်လိုက်တဲ့အချိန်မှာတော့ဝမ်လင်ကအော်မီတီဆောက်ခြင်းအဆင့်ကိုအောင်မြင်သွားခဲ့ပါတယ်။ဒါပေမဲ့ဝမ်လင်ကမကျေနပ်သေးပဲဆေးလုံးတွေကိုဆက်တောက်နေပြီးတော့အဆင့်တက်ဖို့ကြိုးစားပါတယ်။အဲ့ဒီလိုနဲ့ဝမ်လင်ကအော်မီတီဆောက်ခြင်းအထိုးအထိပ်ဆင့်ထိပါရောက်ရှိသွားပါတယ်
ဝါလင်ကအိမ်အပြင်ကိုထွက်လာတော့ချက်ချင်းမျက်ဝန်းတင်နေတာကိုတွေ့သွားပါတယ်။မျက်ဝန်းရဲ့ဘက်ကဆွဲပြဲခံရပြီးတော့တရားရောက်ကအမြုတွေကိုယူသွားတာဖြစ်ပါတယ်။ရှီလီကိုကချန်ရှန်မှာအန်ရရှိနေပြီးမို့ကဲမလာလို့ဝါလင်ကိုမေးပါတယ်။ဝါလင်ကလည်းချန်ရှန်ကသူ့အပေါ်ကိုယူသားတာမို့ရအောင်ကြရမယ်လို့ပြန်ပြောပါတယ်။အဲ့ဒီနောက်ဝါလင်ကချန်ရှန်ကိုကယ်ဖို့အတွက်သူ့ရဲ့မူလခန္ဓာဖြစ်တဲ့နဖယားခန္ဓာကိုခေါ်ထုတ်လိုက်ပြီးပေါင်းစပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲလီမူဝမ်ကလည်းသူ့ဝိညာဉ်ကတဆင့်ဝါလင်ရှိနေတာကိုသတိထားမိသွားပါတယ်။ဒါကတော့အပိုင်း40ဖြစ်ပါတယ်နောက်တစ်ပိုင်းကိုနောက်နေ့မှဆက်ပြီးတော့တင်ပြသွားပါမယ်